ဆက်လက်ပြီးတော့နောက်ထပ်ရှင်ပြိုင်ပွဲပြိုင်ပွဲဝင်တူကိုဖိတ်ခေါ်ချင်ပါတယ်ရှင်ဒီတစ်ခါမှာရှင်ပြိုင်တော့မှာကတော့နန်းနီဖြစ်ပါတယ်ဖိတ်ခေါ်ပါရရှင်ဝေါဝိုးကိုစီအောင်တော့ဝိုးဝါပြီသူ့ရဲ့ vibe ကမာတယ်လी strong ဖြစ်တယ်လीเนาะအဲ့ strong ဖြစ်တဲ့ပုံစံမျိုး stylish နဲ့ဝတ်လာလားမိုက်လိုက်တာဘယ်သူလဲ stylish အနော်လာမူအော်ဆရာကြီးကိုအနော်လာမူနာမည်ကြီးလေနော် makeup artist လည်းဖြစ်တယ် stylish လည်းဖြစ်တယ်ထင်တယ်မြင်လိုက်တာနဲ့တယောက်ယောက်တော့လှုပ်ပေးနေပြီဆိုတော့အကုန်မြင်လိုက်တယ်ညီမလေး stylish ကိုလည်းကျေးဇူးအနော်ရေးကျေးဇူးပါနော်ညီမလေးနန်းနေကိုအခုလိုမြင်ခွင့်ရတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးပါရှင်ဆိုတော့ညီမလေးဘာတချင်းနဲ့ဒီတစ်ခါအသိဆိုဖြေပေးသွားပါလေမောင်ဆိုရဲတချင်းလေးနဲ့ရှင်ပြိုင်တော့မှဖြစ်ပါတယ်ကဲရန်နူးညံ့တော့မယ်ပေါ့โอเคပါအဲ့တော့ရှိတာတော့ပုံစံပြောင်းသွားဒီနေ့မူချိန်ထားတဲ့အကိုကလေးอ่ะမူချိန်ထားတယ်အဲ့တော့နူးနူးညံ့ညံ့လေးနားထောင်ပါเนาะပရိသတ်တွေလည်းနှစ်သက်အားပေးလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်အားပေးကြည့်ပါအောင်เนาะပြောရတဲ့ခွေးစကားတွေကိုမအသေးတွေကဆွေးမြေပြီးရုံရင်မတဖြည်းဖြည်းနဲ့ဝေးကြရမယ်နော်မနောင်တန်ရထိချင်မယ်ဆိုSecond mami lo me abare ma ni ane we lo do amago ma dwe bi wane lo la de ma do ni jaya Josa talkwe di chema we ni yada now the chema ni jaya bu surago na lezano ma tuma ba mana listen baby ma pyo pelo miare ya myoပြောင်းလဲတဲ့အချစ်တွေနန်းဆောင်နေတယ်ဆိုယုံပေးပါတော့မချင်တဲ့ကြိုးစားထားခွဲဒီချိန်မှာဝေးနေရတာနောက်တစ်ချိန်မှာနေကြရဖို့ဆိုတာကိုနားလေစမ်းတော့မကျမဘာမှနားလေစမ်း babyဖြောက်ဖြစ်လို့မရတဲ့ရာမျိုး
ချစ်တယ်မောင်ကချင်တိုင်းရဲ့သူလေးနန်းနီဖြစ်ပါတယ်မောင်သိချစ်တဲ့ကချင်တိုင်းရဲ့သူလေးနန်းနီဖြစ်ပါတယ်အဲ့လိုမိတ်ဆက်အောင်ပါ